နေကြပါအောင်သာဓုလေးခေါ်ယူခဏလေးပဲလှုပ်နဲ့ကွယ်လန်းတော့ဘယ်မှဟုတ်ပဲနဲ့ခဏလေးအတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ချီရင်နဲ့ဖုံစိတ်တွေပြစ်ပြသီးသီးတော်မိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပေတော့နိဝတ္တတုမေတ္တာရေပခါဖြန့်လိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေသာဆွေကလျှံပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေသာဓုလေးခေါ်ပြီးအောင်တော့မနေနိုင်မဲပြန်ခြင်းလုံးလို့လှုပ်ရွလုံးနေတဲ့ဟာတွေပြန်ပါလေတော့ပြန်ကြစေကုန်သာရီအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်နေလညီနောင်ပေပွဲအောင်ဆိုတဲ့ဇာတ်လမ်းကိုဒီကနေ့ဘုန်းကြီးပြန်ဟောမှာဖြစ်ပါတိုင်းပြည်တည်ကြလို့တိုင်းပြည်ကကျွတ်တို့နရာယင်တိုင်းပြည်ဘာတိုင်းပြည်လို့မှဟိဓမ္မရာယင်မင်းကြီးတဲ့မင်းကြီးကဘယ်သူတဲ့တော့သူနန္ဒာဒေဝီယရဏမိဖုရားကြီးဘယ်သူတဲ့တော့သူနန္ဒာယရဏဒေဝီမိဖုရားကြီးပြန်ပြောစမ်းပါဒီပြည့်နာမည်တွေမေ့ခြင်းမမေ့မှာမိဖုရားကြီးကမေ့မှာရှည်တယ်နာမည်ကသူနန္ဒာယရဏဒေဝီမိဖုရားကြီးမှတ်မိဗလားဇပ်ပနဲ့ရိုက်နေတာဟဲ့ညီငယ်ဓမ္မငယ်တို့ပွဲရဲလို့ပြောရင်တို့ဝန်းရှင်မရင်ထွက်နေတယ်ပေါ့ဝန်းရှင်မရင်ထွက်တဲ့အခန်းကိုဇပ်ပွဲမှာလူတိုင်းကြည့်ကျင်တာမဟုတ်ဘူးဝန်းရှင်မရင်ထွက်တော့ပြင်းတယ်ဒါကြီးတွေကဘယ်ချိန်မှဝင်မှမသိဘူးတဲ့ရှည်တယ်တဲ့နှစ်ပါးသွားကြငါနှိုးစမ်းမှသူထိုးအိတ်တို့တိုင်းပြည်ကြီးကိုထီကိုနံကိုကြံကန်းနဲ့ဝန်ရှင်မရင်ပြီဘောရဲ့နောက်ဝေးသွားတာလည်းမပြောပါနဲ့ခမည်းတော်ကိုကဝန်ရှင်မရင်မကြည့်ခြင်းမမြင်ခြင်းကြတော့ဝန်ရှင်မရင်ထွက်တာသူတို့ပြင်းတဲ့ဝန်ရှင်မရင်ကဘာတွေပြောတော့ဘယ်တိုင်းပြေပဲရှင်မရင်ဆိုစံတကူဗျာဘယ်တောင်းတမွားကဘယ်သူမြောင်းတမွားကဘယ်ဝါဆိုတော့သူတို့ကဓာတွေပြင်းတယ်တချို့မိန်းကလေးတွေကြတော့မင်းညာကတော့ငါတဲ့ငါအိပ်ပျော်နေလို့တဲ့နှစ်ပါးသွားမကြည့်လိုက်ရဘူးတဲ့ဒီနေ့တော့ဖြစ်ဘူးဟဲ့တဲ့ပန်းမကြီးနာကတ်ကြီးမှာပန်းမကြီးကမိတာကိုဗျသူကပန်းမတီနိုးလိုက်မယ်ဗောနိုးပါလိမ့်တကယ်အိပ်ပြီဆိုရင်အဲ့လိုရမပြောဆင်းအောင်လို့မနိုးဟိုဆိုတာလို့ဟဲ့မိုးချိုးပြစ်တောင်မသိဘူးပန်းမတီးတာတော့သူကချော့သိတဲ့ထင်ရင်ထင်းနေဟုတ်တယ်ဒီပန်းမကြီးကလည်းအချောင်ခံရပါတယ်ကွယ်နေရတကဘုန်းကြီးပြောဘူးပါတယ်ဟိုပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရဟေးမပြောပါဘူးဒီနေ့တရုတ်စကားလည်းအတော်စီးဘူးသင်ကြားရအဲ့ဒီပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရတော့ဇက်ပွဲကြီးရှိတော့မတ်ကြီးကပွဲကြည့်တယ်ကိုတရုတ်ကြီးတဲ့ပွဲကြည့်သွားရအောင်တဲ့ငါမလိုက်ချင်ဘူးတဲ့ဟုတ်ပါဘူးတော့လိုက်ခဲ့မလိုက်ချင်ဘူးလို့ပြောနေဟုတ်ပါဘူးတော့လိုက်ခဲ့ပါယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲအေးညီလေးတို့ယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲမိန်းမတိုင်းမဟုတ်ဘူးကအမေခေါ်ရင်မပါဘူးသားလို့တဲ့လူဖဲဝိုင်းတနေကုန်ထိုင်းနေတော့ကောင်းလေးတဲ့ဒီလောက်တည်းမထိုင်နဲ့ဒူလာကင်လိမ့်မယ်လာအမေခေါ်တော့ပါပြောတော့ကင်များတယ်ကျုပ်ကင်တာခမရကင်တာလားမိမဆိုပေသည်အမေခေါ်လို့မရဘူးဟာဟိုမိမခေါ်မှရဟိုမိမဆိုတာသူ့အဟွာပေါ့ကွာဒါလောက်ပြောသိပါဘူး
ဘာပြောတော့အဲ့ဒီမိမကသေချင်းဆိုစားချိန်မှမသိတောက်ချိန်မှမသိဒါတော့ထိုင်ရလာခဲ့ဘိုးကေဆွဲခေါ်တော့ဘာပြောတော့ငါလာမလို့စိတ်ကူးနေတာကွာဒါတော့အဲ့ဒီမိမခေါ်မှပါတယ်။ကိုင်ထားပါတော့မတ်ကြီးဆွဲခေါ်တော့တရုတ်ကြီးပါသွားတော့ပွဲကင်းနဲ့ရောက်တော့လေဗမာမတ်ကြီးကအပြင်းပြေစားရအောင်ပဲကြီးလှော်တုတ်ကြီးဝယ်ပြီးတစိမ့်စိမ့်စားပေးသားကြီးမင်းအောင်မဲ့ပဲစားတော့ဗာများလေနော်ဟိုဟာထွက်မှစိုးလို့ကိုဗာများတော့မေးတာကြွားတရားသွားမေးတယ်ပဲစားတော့ဗာများတော့ဆိုကလေးတယောက်ကဤပေါက်အဲ့ဒါထွက်မှစိုးလို့ကိုဗာများတော့မေးတာကိုပေါက်မိအောင်ပေါက်လေများသဟိမတ်ကြီးပဲကြီးလှော်တွေစားပြီးလေးလဲခြင်းပြီးပွဲကင်းတယ်အိန္ဒိယရှင်မိမသားဆိုတော့လေသူ့ရှိကအတန်ထွက်မှသူရှက်တော့ဖင်ဖဏောင်လေးနဲ့ပိတ်ပြီးအောင့်ဟာထွက်ချင်တာမထွက်ရတော့မတ်ကြီးခါလေးလိမ့်ပြီးတော့မျက်နှာလေးကိုရှုပ်ငဲ့နောက်မတ်ကြီးကဘာဆောင်လို့ဆိုတော့တို့ပန်းမကြီးအတီးဆောင်ပန်းမကြီးကမြည်တာကိုကသူကပန်းမကြီးနဲ့ရောလှောင်းဒါပေမဲ့ပန်းမတီးတဲ့လူရဲ့လက်ကိုကြည့်ရသေးတယ်ချက်ချင်းလွဲနေမှာစိုးလို့နောက်ပန်းမတီးတဲ့လူကလက်ကလေးအမြောက်လိုက်မတ်ကြီးကဖဏောင်လေးပြင်ထားတဲ့ဖွင့်မှုပန်းမတီးတဲ့လူရဲ့လက်ကပြန်အချလိုက်ပန်းမကြီးကဘွေထီးဆိုမတ်ကြီးကဘီးဆိုချလိုက်ဒါကြောင့်ပန်းမကြီးကဘွေထီးဆိုမတ်ကြီးကဘုဆိုလွတ်လိုက်နောက်ဟေးမတ်ကြီးလွတ်ပါများတဲ့လေတွေကတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်တရုတ်ကြီးနှာခေါင်းဝါစီဖြစ်လာဟေးမကြီးဘာတော့ကိုတရုတ်ကြီးရဲ့ပြန်ကြစို့ဘာပြုလို့တော့ဘာပြုလို့တော့လို့မနေနဲ့ဟိုဆိုင်းတဲ့အလုံးကြီးကဘာခေါ်လဲအဲပန်းမကြီးအချောင်ခံရတော့ပန်းမကြီးခေါ်တယ်တော့အဲ့ဒါကြီးကနောက်ထူအောင်ပါလားမတ်ကြီးတောင်ပန်းမကြီးခံရပုံပြောပါတယ်ဘာပြုလို့တော့ဘာပြုလို့တော့မမေးနဲ့အဲ့ဒါကြီးကနောက်ထူအောင်ပါဟောတော့ဆိုင်တဲ့အရေးအကြီးဆုံးပေါ်တော့မိုးလင်းကန်ကြီးလေးထုလေသူကထုံးမှတညလုံးပြန်ရတော့ဘာပြုလို့တော့ဘာပြုရမလဲကွာတဲ့အဲ့ဒါကြီးထူတာအီရှော်လာလဲကွာလဲသွားကြလို့ပေးသားကြီးမဲအောင်မဟိုပန်းမကြီးကနန္နာလားမတ်ကြီးကနန္အေးကွာပန်းမကြီးကအချောင်ခံရဒါကြောင့်ပန်းမကြီးနဲ့ပတ်သက်လို့ထွက်သွားတာပါတချို့ကလေးမလေးတွေကပန်းမကြီးနာကအိတ်မယ်တဲ့ပန်းမကြီးထုရင်နိုးအောင်ဝင်ရှင်မရင်ထွက်တာပြင်းလို့အိတ်နေပေမဲ့လို့ပန်းမကြီးတီးရင်နိုးပြီးတော့နှစ်ပါးသွားသူကြည့်နိုင်အောင်ပေါ့ဒါကြောင့်ဟဲ့ကြီးကနှမငယ်တို့ကခုနှစ်ပါးသွားမထွက်ခင်တို့ဝင်ရှင်မရင်ထွက်တဲ့အခန်းကွယ်ဇပ်ပနဲ့ချနားထောင်ဟဲ့နရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားသုံးခုတည်းမှာဒါလေးတော့မှတ်သင့်ပါတယ်နရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားပြောစမ်းမနရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားမှတ်မိမလားပြောစမ်းမပမကြီးနာပို့မှထင်တယ်ခိုက်ထားပါတော့မှတ်မိပါပြီနောက်ပြောရင်မှတ်မိသွားမှာအဲ့ဒီနရာယင်ခေါ်တဲ့တိုင်းပြည်ကြီးမှာဓမ္မရာယင်မင်းကြီးနဲ့သူ့နန္ဒာယရဏဒေဝီမိဖုရားတို့ဌိနအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့ဒီလိုဌိနအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့တဲ့ချိန်ခါမှာ
တရားနာပရိသတ်ရေသူတို့ရဲ့တိုင်းပြည်ကြီးမှာထူးခြားချက်တစ်ခုကစီကြီးတစ်ခုထားတရားစီကြီးပေါ့အမှန်တော့ခေါင်းလောင်းကြီးတရားနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုချရအောင်လို့တရားစီခေါင်းလောင်းကြီးထားခဲ့အဲ့ဒီခေါင်းလောင်းကြီးကိုဘယ်သူတွေတီးနိုင်တယ်လဲလို့ဆိုတော့တိုင်းပြည်မှာတဦးနဲ့တဦးတယောက်နဲ့တယောက်တသင်းနဲ့တသင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြီးနိုင်ငယ်ညှင်းလုပ်လို့မရဘူးအင်အားများတဲ့အဖွဲကအင်အားနည်းတဲ့အဖွဲကိုသွားပြီးကြီးနိုင်ငယ်ညှင်းလုပ်ရင်ခံရတဲ့ဘက်ကနေပြီးတော့ခေါင်းလောင်းကြီးသွားထိုးခွန်အားဗလာကြီးမားတဲ့ပုဂ္ဂိုလ်ကအင်မတန်ပိန်းနေတဲ့လူပိန်လူညော်ကိုလည်းနှိပ်စက်လို့မရနှိပ်စက်ရင်ပိန်တဲ့လူကခေါင်းလောင်းသွားထိုးသူဝတာနဲ့ခွန်အားကောင်းတာနဲ့ကျုပ်ကိုနှိပ်စက်ပါတယ်ဘုရားကျွန်တော်မျိုးကြီးနှိပ်စက်ပါတယ်ရှင်မရင်ကိုသွားပြီးတော့ခေါင်းလောင်းထိုးပြီးတော့ခေါင်းလောင်းထိုးတဲ့လူခေါ်ခဲ့ဆိုရင်သူတို့ရဲ့အဖြစ်အပျက်ကိုတင်ပြရဒါကြောင့်ဒီတရားစီခေါင်းလောင်းကြီးသည်ဘယ်အချိန်ခါမှထိုးရသလဲလို့ဆိုတော့တရားလိုတရားခံနှစ်တန်ပေါ်ခဲ့တော့ခံစားရတဲ့ဘက်ကအနှိမ့်ဆက်ခံရတဲ့ဘက်ကနေပြီးတော့အဲ့ဒီခေါင်းလောင်းကြီးကိုထိုးဘယင်ကခေါ်ပြီးတော့ဟဲ့ခေါင်းလောင်းထိုးတဲ့လူခေါ်ခဲ့ဘာဖြစ်တာလဲအကျိုးအကြောင်းမေးပြီးတော့ကြီးနိုင်ငံညနှိမ့်ဆက်ကလူပြုတ်တဲ့တရားခံကိုခေါ်၍တရားနဲ့ဆုံးဖြတ်ချက်ချခဲ့တယ်နားထောင်နော်ခေါင်းလောင်းကအကြောင်းမဲ့ထိုးရတဲ့ခေါင်းလောင်းမဟုတ်ဘူးအခုလည်းကျွတ်တို့ခေါင်းလောင်းတွေရှိပါတယ်ဘယ်ထားတော့ဆိုတော့ဇေဒီပထိုးဖျားများအနားမှာခေါင်းလောင်းတွေထားအဲ့ဒီခေါင်းလောင်းကလည်းဘယ်ချိန်ထိုးရတော့ဆိုတော့ကုသိုလ်ကောင်းမှုလေးပြုဆွမ်းတင်တင်ပန်းတင်တင်မိထွန်းထွန်းမိမိပြုတဲ့ကုသိုလ်လေးအမျှဝေနိုင်အောင်ဆိုပြီးတော့ခေါင်းလောင်းထိုးဖို့ဇေဒီပထိုးဖျားများအနားမှာခေါင်းလောင်းတွေရှိပါခုတော့အဲ့လိုမဟုတ်ပါဘူးထိုးကျင်တိုင်းတွန်းထိုးနေကြတော့နှခမ်းလေးပါလေပဲ့ကုန်ပါပြီအချို့ကလည်းတစ်ချက်မဟုတ်ဒေါင်တွန်းထိုးတာတခါတည်းကြည့်အခုတရားစီခေါင်းလောင်းကြီးကအရန်ထိုးလို့မရဘူးတဲ့အဲ့ဒီတရားစီခေါင်းလောင်းကြီးထားပြီးတော့လာခဲ့တရားဥပဒေဆုံးဖြတ်ချက်ကခေါင်းလောင်းတီးတဲ့အချိန်ခါမှာပေါ်ထွက်လာသည်အဲ့ဒါလို့ထီနန်းအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့ရဒီကနေ့တော့သူ့နန္ဒယရဏဒေဝီမိဖုရားကြီးမှာထူးခြားချက်တစ်ခုရှိဘုရင်ကြီးအပါကတ်လို့မောင်ဖျားဘာတော့မြမိဖုရားခေါင်ကြီးနှမတော်မှလေးနဲ့နာနာကပ်ပြီးတိုးလေးပြောလိုက်တော့ဘုရင်ကြီးပြုံးဒီတော့ဘယ်လိုလေးပြောလိုက်တာတိုးလေးဘာတွေပြောတော့ဘယ်သိမတော့ပါသူတို့ဘာလာလို့တိုးလေးပြောတာသူတို့ချင်းတော့သိတာပေါ့နှစ်ကူကြားနှစ်နာဘုရင်ကြီးပြုံးလာဟန်ကြမိမရခေါင်ကြီးဟန်ကြပြီစောင့်ရှောက်ပါတော့ဗျာဆိုကြတဲ့ကဟိုကိစ္စပေါ့ဒီလိုနဲ့တန်နေခတ်ပြီးတော့လာခဲ့တဲ့ကိစ္စတန်တွေကိုစောင့်ရှောက်ပြီးတော့လာခဲ့တိုးပေါ့ပြိဿ6လလွယ်ကျွတ်တူ10လဖွာလိုက်ကြပါစို့တရားရဲပဲခတ်တုတ်ပေါ့6လ10လအဟုတ်ဆောင်နေကျုပ်တရားနောက်နှစ်တောင်ပြီးကြမှာပြီးကိုင်ဖွာရောသားယောက်ျားလေးထီးပြူကနဲ့အောင်မှာရွှေရိုးလှုပ်၍သားယောက်ျားလေးဖွားမြောက်လာတဲ့အချိန်ခါမှာဘုရင်ကြီးတော်ဦးတင်ညမှန်လားပါဗျာဓမ္မရာယင်ကိုတော်ကြီးမင်းကြီးများထူးခြားသောအကြောင်းရှိတယ်ထင်တယ်မှန်လားပါဗျာသူနန္ဒယရဏဒေဝီမိဖုရားခေါင်ကြီးမှာထီးပြူကနဲ့အောင်ရွှေရိုးလှုပ်၍အခုတော့သားယောက်ျားလေးဖွားမြောက်တာဝမ်းမြောက်ဝမ်းသာရှိအောင်တော်ဦးလာတင်ရကြောင်းပါဗျာသားယောက်ျားလေးဆိုတော့မင်းကြီးများဝမ်းလက်သာရဲ့စိတ်လည်းမကောင်းဘူးမင်းကြီးများ
မင်းကြီးတွေမျက်စိလဲတယ်သူစကားကြောင့်သားယောက်ျားလေးမွေးဖွားတယ်ဆိုတော့ဝမ်းလဲသားတယ်စိတ်လည်းမကောင်းဘူးမင်းကြီးများမှန်လားပါဗျာဘုရင်ကိုတော်ကြီးမိန့်တော်မူတဲ့စကားနှစ်ခွဖြစ်နေလို့ဘုရားကျွန်တော်မျိုးကြီးများဘယ်လိုမှဆုံးပြတ်လို့မရပါဘူးဗျာဝမ်းသားတဲ့စိတ်မကောင်းမှုဆိုတဲ့စကားနှလုံးရဲ့အကြောင်းကိုကောင်းကောင်းကြီးသိအောင်ရှင်းလင်းမိတ်ဆိုတော်မူပါဗျာဒီလိုလေမင်းကြီးများရဲ့သားယောက်ျားလေးဆိုတာတိုင်းပြည်ဤလက်ယုံဘုံတဘာနဲ့ပြည့်စုံတဲ့ဘရင်သားတစ်ယောက်ဖွမ်းမြောက်တယ်ဆိုတာကျုပ်ဝမ်းမသာပဲနေနိုင်မှာမလားဒါကြောင့်သားယောက်ျားလေးဖွမ်းမြောက်လို့ဝမ်းသာတယ်မှန်လားပါဗျာစိတ်မကောင်းဘူးဆိုတာကဒီလိုလေမင်းကြီးများစိတ်မကောင်းဘူးဆိုတာတခြားအကြောင်းမှမဟုတ်ပဲဘရင်ကမွေးတဲ့မင်းသားဆိုတာနှထင်သွေးရောက်ခြေပြားလေးထောက်ပြီးမြောင်းနဲ့မင်းကြီးတကယ်တမ်းပြောရမယ်ဆိုရင်ဘရင်သားဆိုတာဖခင်အားကိုးနဲ့တိုင်းလူပြည်သားရဲ့အပေါ်မှာငါရှင်ဘရင်သားဆိုပြီးတော့နှိစ္စကလူပြုမဲ့ကိစ္စတွေတိုင်းလူပြည်သားတွေဝိုင်းပြီးတော့မျက်စောင်းထုံးမဲ့အလုပ်တွေဓာရီကိုလုံလာရင်ဖြင့်တိုင်းပြည်နဲ့ကျုပ်နဲ့ခက်ပြီဘူးလားလို့တိုင်းပြည်မှာတရားသဖြင့်အုပ်ချုပ်နေတဲ့ဓမ္မရာယမင်းကြီးရဲ့သားတော်ဖြစ်တဲ့ဘရင်သားလေးကဘယ်လိုပဲခဲ့သို့ဓာရီကျုပ်နာမကြနိုင်ဘူးမင်းကြီးတရားသဖြင့်အုပ်ချုပ်တဲ့မင်းမို့လဲဓမ္မရာယမင်းလို့ကျုပ်တိုင်းပြည်ကသမုတ်ခဲ့ကြတယ်ကိုမှန်လားပါဗျာသို့ပါတော့လေဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းမရှိပါနဲ့သားယောက်ျားလေးဖြစ်သည်အားလျော်စွာယောက်ျားတို့တတ်အပ်တဲ့အထာရတပညာများကိုသင်ကြား၍ကိုတော်ကြီးကမွေးတဲ့ကိုတော်ကြီးရဲ့သားကိုတော်ကြီးခြေရာနင်းအောင်ပညာများသင်ပေးခြင်းဖြင့်ပြုပြင်ရမှာပါဗျာကောင်းပြီတတ်ဖြင့်မင်းကြီးများသားတော်လေးကိုနေရီလတွေမမြင်စေပဲနဲ့မြေတိုက်အတွင်းမှာသွင်းပြီးတော့အထိန်တော်များနဲ့တကွစားရည်တောက်ရည်နေရည်ထိုင်ရည်ပျော်ရည်ပါရည်ဘာမှလိုလေသေးမရှိဒီကိစ္စတွေပြုစုယူရ၍သူ့အားအရွယ်ရောက်လာသောအခါမြေတိုက်အတွင်းမှာပင်လျင်အထာရတပညာများသင်ကြားပေးလိုက်ကြပါမင်းကြီးများတိုင်းပြည်ချစ်တဲ့ဘရင်သားလေးမြေတိုက်ထဲသွင်းအထာရတပညာများသင်စေတဲ့အမိန့်တော်မှာမိဘခေါင်းကြီးမူတယ်ပေါ့ဖွားကစားဖြစ်တဲ့သားကလေးနုနုနဲနဲမရင်ဝင်မှာထားပြီးတော့ပြုစုလိုက်ခြင်းပါပြီခုတော့လေမောင်ဖရာရဲ့အမိန့်တော်အရမြေတိုင်းထဲသွင်းမတဲ့အလေးသို့ပါတော့လေတိုင်းပြည်ချစ်တဲ့မောင်ဖရာကသားများဘရင်သားဆိုပြီးတော့တိုင်းမှုပြည်သားမစော်ကားရအောင်ပြုတဲ့ကိစ္စကြည်ပြင်းလာမှပဲငါသားလေးအားရအောင်ကြည့်တော့မယ်ဒီတိုက်ခဲသွင်းထားလိုက်ဒီလိုနဲ့နေထိုင်လာလိုက်တာများမကြခင်မှာပဲနောက်ထပ်သားတစ်ယောက်ဖွားမြောက်ပါလေဗျာများမကြခင်ဆိုပြီးထုံးစံအတိုင်းပေါ့တစ်နှစ်ကြော်ကြော်လောက်တော့ကြာမယ်ပေါ့တောက်လျှောက်ကြီးထင်းနေမှာစိုးလို့ထုံးစံအတိုင်းပေါ့ဒီလိုသားတစ်ယောက်ဖွားမြောက်လာပြန်မှာတော့လေမှန်လားပါဗျာထီးပြူကနေအောင်ရွှေချိုးလှုပ်၍သားယောက်ကြားလေးတဖန်ဖွားမြောက်ပြန်ရောက်ပါဗျာတန်ရောစင်တကြိုးပေါ်တကြိုးဆင်းလို့မင်းများကြုတ်ဖြင့်စိတ်ထဲမကြည်ဘူးဗျာမှန်လားပါဗျာသားယောက်ကြားလေးဖွားမြောက်တယ်ဆိုတာဝမ်းမြောက်စရာပါဗျာဝမ်းမြောက်တာဟုတ်တယ်ဒီကိစ္စဘရင်သားဆိုတော့ကျုပ်ထင်တဲ့အတိုင်းမျိုးတိုင်းပြည်သားနဲ့အခက်မသိဖြစ်လာခဲ့တော့မှန်လားပါဗျာသူ့ကိုလည်းဒီတိုင်းမထားပဲနဲ့သူ့နောင်တော်နဲ့အတူမြေတိုင်းထဲသွင်းပြီးတော့အထာရတပညာများသင်ကြားပေးရင်မကောင်းပါလားဗျာကောင်းတယ်မင်းကြီးများဟုတ်ပြီသားတော်အငယ်ကိုလည်းမြေတိုင်းထဲသွင်းပြီးတော့နေတွေလတွေကိုမမြင်စေပဲနဲ့အထာရတပညာများသင်ကြားပေးလိုက်ကြပါမင်းကြီးများသားတော်နှစ်ပါး
မြေတိုက်ထဲထည့်ထားမဲဖယားဖြစ်တဲ့သူနန္ဒယရဏဒေဝီမိဘခေါင်းကြီးကသားတော်တို့လွန်လိုက်ပါပြီငါသားတော်တို့ကိုလွန်လို့လွန်မြေရေးဆိုပြီးတော့မဲဖယားငိုခဲ့ရတာနေ့စဉ်နဲ့အမျှပွဲတော်လည်းမတင်နိုင်ဆက်တော်လည်းမခွန်နိုင်နဲ့တို့ပါတော့လေတိုင်းသူပြည်သားတဏှာချစ်ခင်တဲ့မောင်ဖယားဓမ္မရာယမင်းကြီးစိတ်ချမ်းသာအောင်ကလေအဆောင်တော်တွင်တယောက်တည်းစမ်းစားလို့မျက်ရည်များကျနေတော့လေမောင်ဖယားအဆောင်တော်ကြွလာတဲ့ဆိုရင်မျက်ရည်ကလေးကြကြတော့မောင်ဖယားရှိမဲဖယားမပြုံးခြင်းမနဲ့ပြုံးရမရည်ခြင်းမနဲ့ရည်ရသားတို့ရဲ့အပေါ်မှာချစ်တဲ့စိတ်တွေတဖွာဖွာပေါ်ထွက်နေတာနဲ့မောင်ဖယားရဲ့အပေါ်မှာတောင်အရင်တုန်းကစိတ်တွေမထားနိုင်ဘူးနဲ့အချစ်များတောင်ပေါ့တယ်သားတော်တို့ရဲ့အလေတို့ပါတော့လေသားတော်များအသက်ကြီးပြင်းလို့ပညာစုံနေလာရင်ဖြင့်သားတော်လေးတွေမြင်ရမှာပဲဆိုတဲ့စိတ်နဲ့အမေမျောလင်းပြီးတော့ဖြေးနေရပါတယ်သားတော်တို့ဒီလိုနဲ့မိဘခေါင်ကြီးညီရင်တွားရင်နဲ့ပဲတဖြည်းဖြည်းတစရက်ကိုလာစားလကိုနှစ်ကူးပြီးတော့လကနှစ်ကူးပြီးတော့လာလိုက်တာဟောသားတော်နှစ်ပါးကအထာရတပညာများမြေတိုက်ထဲတွင်သေအထာရတပညာများလည်းတက်မြောက်ပါလေရောဘုရင်ကြီးထံတော်ဥတင်ညမလားပါဗျာတမရာရင်ကိုတော်ကြီးမင်းကြီးများအကြောင်းထူးသလားမလားပါအကြောင်းထူးသူသားတော်နှစ်ဦးအမြေတိုက်ထဲသွန်းပြီးတော့ထားလိုက်တာနှစ်ပြိစီရကြာညောင်းအရွယ်ရောက်ရုံနဲ့မကအထာရတပညာများတက်မြောက်ကြောင်းပါဗျာမြေတိုင်းအတွင်းမှထုတ်ဆောင်တဲ့အချိန်ရောက်ရှိပါပြီဗျာကောင်းပြီမင်းကြီးများသားတော်နှစ်ပါးကိုမြေတိုက်ကယခုချက်ချင်းထုတ်ကြလောသားတော်နှစ်ပါးမြေတိုက်ကထုတ်တဲ့အချိန်ခါမှာသားအကြီးလေးနေ့အခါကိုထုတ်ပါနေ့အခါထုတ်တော့လောကရတစ်ခုလုံးအလင်းရောင်ပေးနေတဲ့သူရိယခေါ်တဲ့နေမင်းကြီးမြင်လိုက်တော့ဟာဘိုးဘိုးတို့ကိုတော်လေးကိုကောင်းငင်ကဝိုင်းဝိုင်းဆက်ဆက်သူ့လည်းကြာကြာကြည့်လို့မရဝင်းထိန်နေတဲ့အရာဝတ္ထုကြီးကပါလေအဲ့ဒါနေမင်းလို့ခေါ်ပါတယ်နေမင်းလို့ခေါ်ပါတယ်အရှင်သားဒါကြောင့်နေ့အခါကိုထုတ်လို့သားတော်အကြီးလေးအားနေကိုစပြီးတော့မြင်ရလို့သူ့နာမည်လေးပေးလိုက်တော့သူရိယကုမာရာမြန်မာလိုပြောတော့နေမင်းသားလေးပေါ့ပေးသားကြီးဗာမင်းသားလေးသားတော်အငယ်လေးကိုညအခါမှာမြေတိုက်အတွင်းကထုတ်လောကရကိုအလင်းရောင်ပေးနေတဲ့လမင်းကိုမြင်တော့သားတော်အငယ်လေးကဘိုးဘိုးတို့ဟိုဝိုင်းဝိုင်းဆက်ဆက်နဲ့အေးမြကြည်လင်းတဲ့အရာဝတ္ထုအလင်းရောင်နေပေးနေတာသူ့ဘသူလို့ခေါ်တယ်လဲခင်ဗျအရှင်မင်းသားလမင်းလို့ခေါ်ပါတယ်ညအခါကိုထုတ်လို့လကိုစပြီးတော့မြင်ရလို့သူ့စန္ဒကုမာရာသားအငယ်ကိုမှဲ့လိုက်မြန်မာလိုပြောတော့လမင်းသားလေးပေါ့နေမင်းသားလမင်းသားလေးတွေအမိတွင်လို့အပြင်မဲ့ရောက်လာတော့မူကြီးမရာသေနာပတိဓမ္မရာယမင်းကြီးနာကတ်လို့မှတ်လာပါဗျာကုတော်ကြီးသားတော်နှစ်ပါးစီအထာရတပညာများတက်မြောက်ပါသဖြင့်ထီးမွေနန်းရာသည်မိဘအရေးအရာအမွေစားအမွေခံအဖြစ်နဲ့မြည်သည့်မင်းမဆိုမိမိဤသားတော်ညီတော်များအားအိမ်ရှိဥပယဇာအနှင်း၍ထီးနန်းစည်းစိမ်ကိုမသေးခင်မှပေးအပ်ကြပါရဗျာသို့ပါ၍သားတော်နှစ်ပါးအားအိမ်ရှိရာလူကြီးမြောက်စားရန်အချိန်အခါသင့်တော်ကြောင်းပါဗျာအေးဟုတ်တယ်မင်းကြီးများဒါဖြင့်ကောင်းပြီဒီကိစ္စသေးသေးကွေးကွေးတော့မဖြစ်စေခြင်းဘူးကျဲကျဲပြန်ပြန်လှဲနေလှဲအောင်မြင်းဆောင်မကြံတိုင်းပြည်တစ်ပြည်လုံး
ကျုပ်ဤသားတော်နှစ်ပါးအားအိမ်ရှိမင်းမြောက်တဲ့အကြောင်းကိုမောင်းကျင်းနှင်ခတ်ပြီးတော့စီလီကြမင်းကြီးများမှန်လားပါဗျာမှန်လားပါဗျာဆိုပြီးအမတ်ကြီးစီစဉ်ကြချိုးအမတ်တွေလည်းအမတ်ကြီးတွေလည်းဟိုမောင်းကြီးတွေနဲ့ထွက်ပေါ့လေတိုင်းသူပြည်သားလူအများတို့လေထုခဟုတ်ဗျာအခုလှဲ့တော့ကိုသိမှာပေါ့မောင်းကြီးလည်းဘုန်းကြီးကိုယ်တိုင်ဒူလို့ထုနေလို့ပဲဖြစ်မှာလို့မောင်းကြီးနဲ့ဆိုမှတော့ကိုလှဲ့ကိုသိထားထူရလိမ့်မယ်နော်ဘုရှာထားကြတိုင်းသူပြည်သားလူအများတို့လေတချို့ကမောင်းကြီးတန်ထွက်တော်ပါသေးရဲ့ကျုပ်ရွာတရွာဟောတယ်မောင်းထုပါဆိုဒကမတယောက်ကတယောက်ယောက်လှမ်းခေါ်တဲ့အတိုင်းပဲမောင်းကျုပ်ကမောင်းထုတယ်မထင်ဘူးသူ့အဟွာခေါ်နေတယ်ကြီးထင်မောင်းလေးတန်ထွက်မောင်းကြီးပိဋကမောင်းကြီးထုပြီးတော့လှဲနဲ့လှဲအောင်မြင်ဆောင်မကြတိုင်းသူပြည်သားလူအများတို့သည်ဓမ္မရာယင်ကိုရောကြီးနဲ့သူ့နန္ဒယရဏဒေဝီမိပွေခေါင်းကြီးမှာပေါက်ဖွားတဲ့သားနှစ်ယောက်အားမွေးဖွားပြီးတဲ့နောက်မြေတိုင်းအတွင်းသွန်းပြီးတော့ထားလိုက်တာတိုင်းသူပြည်သားတွေသားသမီးရှိမှတောင်မသိကြအခုတော့အရွယ်လဲရောက်အထာရတပညာလဲမြေတိုင်းအတွင်းတွင်တက်မြောက်ခဲ့ပြီးသားဖြစ်ပါသောကြောင့်မြေတိုင်းအတွင်းမှထုတ်၍နေမင်းသားလမင်းသားသားတော်နှစ်ပါးအားအိမ်ရှိဥပယဇာအနှင်းမီဖြစ်ပါ၍အိမ်ရှိဥပယဇာအနှင်းတဲ့ပွဲသို့ဘယင်သားဖြစ်သောနေမင်းသားလမင်းသားကိုတော်လေးများရဲ့မျက်နာကိုဖူးမြော်ကြော့ရင်ခင်းကျင်းထားတဲ့ပွဲလန်းသဘင်ကိုမြည်သူမဆိုလာရောက်၍ပျော်ပါနိုင်ကြသည်ဘယင်အမိန်နော်မောင်းကနှင်းကြလို့ဤနေမောင်းတာကလည်းပြော့ရတာကွယ်ကဲဒီလိုကြင်ညာလိုက်တော့တရားနာပိဋကကြီးဒီကိစ္စလူသားတွေတင်မကဂျိုးကြလင်မယားကကြားတကူပိဋကဂျိုးကြလင်မယားကကြားတော့အိမ်ရှိဥပယဇာအပ်တဲ့ပွဲကိုဂျိုးကြလင်မယားကလည်းကောင်းငင်ကပြန်သန်းပြီးတော့သူတို့လာကြည့်ကြတကောလာကြည့်တဲ့ချိန်ခါမှာနေမင်းသားနဲ့လမင်းသားလေးနန်းရင်ပြင်မှာရှိနေတဲ့အခိုက်ဂျိုးကြလင်မယားကောင်းငင်ကပြန်သန်းတာကိုမြင်လိုက်ရသဖြင့်လမင်းသားဖြစ်တဲ့သန္နကုမာရလေးကဘိုးဘိုးတို့ရှင်မင်းသားလေးဟိုကောင်းခင်ကပြန်သွားတာဘာကောင်းနေလဲဂျိုးကြလို့ခေါ်ပါသည်အရှင်သားဂျိုးကြရှိစေအောင်တော့ဘိုးဘိုးတို့ရှင်သားလေးအကောင်းကင်မှာဝိုင်းဝိုင်းဆက်ဆက်နဲ့အလင်းရောင်ထွက်နေတဲ့အရာဝတ္ထုကြီးကသူ့ဘာခေါ်လဲနေမင်းမှာအရှင်သားအဲ့ဒီနေမင်းနဲ့ကျွတ်တို့ရဲ့ခမဲတော်ဖြစ်တဲ့ဓမ္မရာယမင်းကြီးနဲ့ဘသူကဘုံကြီးတယ်မှန်လားပါကိုကြီးဖျားဓမ္မရာယမင်းကြီးထက်လောကရတ်ကိုအလင်းရောင်ပေးတိုင်သောဟောဒီနေမင်းကြီးကဘုံအာနုကိုအစာပေါင်းများစွာတာပါတယ်ရှိစေဘိုးဘိုးတို့ခမဲတော်ထက်ဘုံအာနုပေါ်ကြီးတဲ့နေမင်းသည်သာလျှင်ခမဲတော်ခေါင်းပေါ်မှာဖြတ်တန်း၍ပြန်တန်းတာကိုကြုတ်ကြည့်ရင်လေခုနကပြန်တန်းတဲ့ဂျိုးကြနှစ်ကောင်နဲ့ခမဲတော်နဲ့ဘယ်သူကမြတ်တယ်လဲကိုတော်လေးဗျာတိုင်းသူပြည်သားလူအများကိုအစိုးရတဲ့ဓမ္မရာယမင်းကြီးနဲ့ကောင်းကင်ပြန်တန်းတဲ့တရိစ္ဆာန်ဖြစ်သောဂျိုးကြများနဲ့မနှိုင်းမာနဲ့ကိုတော်လေးတရိစ္ဆာန်ကြီးဖြစ်ပါအဆပေါင်းများစွာကိုတော်လေးရဲ့ဓမ္မရာယခမဲတော်မင်းတရာကြီးကတာလူမြင့်မြတ်ပါရဲ့ကြည်စမ်းပါဗျာခ
ခမဲတော်လောက်မမြတ်တဲ့ဂျိုးကြာကခမဲတော်ခေါင်းကိုပြန်ရတဲ့လားခမဲတော်ထဲအစာပေါင်းများစွာမြတ်တဲ့နေမင်းပြန်တန်းတာကိုသာကြုတ်ကြည့်ရင်လေခမဲတော်လောက်မမြတ်တဲ့တရိษံဂျိုးကြာအယုတ်ကောင်နှစ်ကောင်ကခမဲတော်ရဲ့ခေါင်းပေါ်ပြန်တန်းတာကြောက်မမြင်တော့ဘူးလာခဲ့ဆိုပြီးတော့မြားနဲ့ခွင်းမလို့တရားနာပိဋကစီစဉ်လိုက်တော့နောင်ဖျားဖြစ်သောသူရိယကုမာရမင်းသားကဟဲ့ညီကွာမလုံနဲ့လေမလုံနဲ့လေညီကွာအိုးနောင်တော့ဖျားမတားနဲ့မင်းဒီလိုပဲငွေရွယ်သူဆိုတော့ဇွတ်တရလောက်တာမလုံနဲ့လေအိုးခမဲတော်လုံးမမြတ်တဲ့ဂျိုးကြလင်မယားတရိษံသားကဒီပေါ်မှာပြန်ရသလားကဲခမဲတော်အတွက်ဒါလောက်ခိအောင်ရက်ဆက်အယုတ်ကောင်တွေကခမဲတော်ရွှေနန်းတော်နဲ့ခမဲတော်ခေါင်းပေါ်ပြန်တန်းကြအောင်မထားဘူးလာလေရောဟာမြားနဲ့ခွင်းလိုက်တာဟောဂျိုးကြဘူးလေပင်ပြတ်ကြလေပင်ပြတ်ကြလေဂျိုးကြဘူးလေပင်ပြတ်အကြမှာဂျိုးကြမကမခံရနိုင်လုံးလို့ရက်ဆက်ပါပဲဒီကနေ့ပဲအိမ်ရှိဥပယဇာအနှင်းနဲ့ပွဲအိမ်ရှိဥပယဇာအနှင်းနဲ့ပွဲကြီးမပြီးခင်အိမ်ရှိမင်းသားလို့အမည်ခေါ်မခံရခင်ရက်ဆက်ဒေါသနဲ့ငါလင်သားကိုမြားနဲ့ခွင်းနဲ့အသင်မင်းသားတင်းငါဒီတိုင်းမထားဘူးတင်းငါဒီတိုင်းမထားဘူးငါလင်သားသေတယ်လို့တင့်သေစေရမယ်မထားဘူးဆိုပြီးတော့ဂျိုးဂျာမကဓမ္မရာယမင်းကြီးထားတဲ့ဟောတရားစီခေါင်းလောင်းကြီးကိုပြန်ပြီးတော့တအားထိုးလိုက်ပါလို့တရားနာပိဋကဟဲ့မင်းကြီးဗျဘုရားသားတော်များအိမ်ရှိဥပယဇာအနှင်းမဲ့ပွဲမပြီးစည်းခင်မှာတရားဆုံးဖြတ်ဆက်ရအကြောင်းတစ်ခုကိုပေါ်လာပြန်မှုထင်တဲ့ခေါင်းလောင်းမှကြားတယ်သွားကြည့်သားဆိုတော့ဂျိုးကြမှာတွေ့ဟဲ့ဂျိုးကြမှာဘာလို့တဲမိုက်ရိုင်းဒါကြောင့်သူ့လင်လေပင်ပြတ်ပြီငါမိုက်ရိုင်းလည်းမပြောနဲ့ငါရဲ့ရိုင်းနာကတင်တို့ရဲ့အရှင်သားအဲ့လေဂျိုးကြမဒိုမင်းနေတာကိုပြောခေါင်းလောက်ထိုးတာဘယ်သူထိုးတာငါထိုးတယ်တင်ဂျိုးကြမဘာပြုလို့ထိုးတာထိုးတယ်လို့ထိုးတယ်အကြောင်းမဲ့ဒီခေါင်းလောက်မထိုးရဘူးအကြောင်းမမဲ့ဘူးအိမ်ရှိဥပယဇာမြောက်မဲ့အိမ်ရှိမင်းသားလောင်းနှစ်ပါးကိုငါတို့ကတော့ဖူးချင်မြင်ချင်လို့လာကြည့်ယခုတော့ငါလင်သားရဲ့လေပင်ကိုစန္ဒကုမာရခေါ်တဲ့လာမင်းသားခွန်းလို့လေပင်ပြတ်ပြီးသေးရပြီဒါကြောင့်ဒီကိစ္စငါမခံရနိုင်လို့ဘရင်ထမငါလင်သားသေလို့ငါတရားဆွဲမလို့ခေါင်းလောင်းထိုးတယ်ခက်တော့တာပဲမင်းကြီးများကျွန်တော်တို့လည်းဘရင်အပါခါစားလို့ဆုံးပြတ်ခဲ့တဲ့ဒီခေါင်းလောင်းနဲ့ပတ်သက်တဲ့အတန်တွေကိုကြားခဲ့ရတရိษံမပါပါဘူးဗျာဟင်ဒီကနေ့အခုတော့တရိษံဂျိုးချာမကသူ့လင်လေပင်ပြတ်သေးလို့ဘရင်သားတရားဆွဲမတယ်ဗျာအလေဘုရင်ထံကြမှာဒီကိစ္စဘုရင်ကိုတော်မြတ်ကြီးဆုံးပြလိုက်မယ်ခင်ဗျားတို့ကျွတ်တို့ဘေးကနေပြီးစိတ်ညစ်နေစရာမလိုပါဘူးဟဲ့ဂျိုးကြမှာလာဘုရင်ရှိတော်လိုက်ခဲ့ဂျိုးကြမှာခေါ်သွားဟဲ့ဘင်းကြီးမြဘုရားခေါင်းလောင်းထိုးတဲ့လူရှာခဲ့ပါသူဘယ်နဲ့တရိษံမငါထံခွန်လာကြမှန်လားပါဗျာခေါင်းလောင်းထိုးတာဟောဒီဂျိုးကြတရိษံမပါဗျာဟဲ့ဂျိုးကြမှာဘာတော့ဟဲ့ဘုရင်ရဲ့တဲမိုက်ပါလားဟဲ့ကျမဘာတော့ဖျားဖြင့်ဘာတော့ဖျားလုပ်ပါဘယ်နဲ့ရှင်ဘုရင်ရဲ့တွေပါရင့်တီးပြီးငါမှမပြောတတ်ဖဲနဲ့မပြောတတ်တာကိုတို့တင်ဖျားလို့ထူးလိုက်အဲ့ဒီမှာဂျိုးချာမကဖျားဘယ်နဲ့ကြောင့်တင်ခေါင်းလောင်းထိုးတယ်လဲဟဲ့ငါလင်းရဲ့လေပင်ကိုမြားနဲ့ခွန်းပြီးတော့တတ်တဲ့လူသက်ကောင်ကိုဘရင်ထံတရားစွဲခြင်းလို့ငါထိုးတယ်မင်းကြီးများကြားကြ
မှန်လားပါဗျာဟဲ့နင်းလင်ရဲ့လေပင်မြားနဲ့သိအောင်ခွင်းတာဘယ်လိုလဲအသင်မင်းကြီးရဲ့သားဖြစ်သောသားအငယ်စန္ဒကုမာရလာမင်းသားလေးကမြားနဲ့ခွင်းလို့ငါလည်းလေပင်ပြတ်ပြီးသေပြီတဲ့ခက်ပါလားဒါကြောင့်သားနှစ်ပါးဖွာကလေးကဝမ်းလဲသားရဲ့စိတ်လဲမကောင်းဘူးဆိုတာဒါတွေပဲမင်းကြီးများကြည်သားအခုဘယင်သားအိမ်ရှိအရာအထားဖို့ကိစ္စဒီပွဲကြီးမှမပြီးမြောက်ခင်အိမ်ရှိမင်းလို့မှအခေါ်မခံရခင်သူများအသက်ရက်ရက်စစ်စစ်တတ်တဲ့ဟဲ့မင်းကြီးများဘုရားသားတော်အငယ်စန္ဒကုမာရရှိတော်သွင်းမှန်လားပါဗျာသားတော်လေးဗျာစန္ဒကုမာရခမဲတော်ဓမ္မရာယမင်းကြီးကရှေ့တော်ဝင်ခစားစီပါတယ်ဗျာလာမင်းသားလေးဘုရင်ရှိရောက်ခမဲတော်ဗျာသားတော်ရောက်ကြောင်းပါဗျာအေးမိဘရခေါင်ကြီးဗျာပေါင်းဗျာကိုသားရောက်လာမေးမယ်နော်မှန်လားပါမောင်ဗျာမေးတော်မူပါဗျာဟဲ့သားတော်လေးစန္ဒကုမာရဗျာဂျိုးကြရဲ့လေပင်ကိုမြားနဲ့ခွန်းပြီးတော့တင်တတ်တယ်ဆိုတာမှန်သလားမှန်လားပါဗျာသားတော်တတ်ပြီးကြောင်းပါဗျာမိဘရခေါင်ကြီးပေါင်းဗျာကိုသားတော်ဥတင်တာကြားရဲ့မှန်လားကြားသိရကြောင်းပါဗျာကိုသားကမှန်နာကိုဝန်ခံနေပြီဗျာငါဓမ္မရာယမင်းကြီးဒီတရားစီခေါင်းလောင်းထား၍မတရားလုပ်သောအမှုလူသားတွေအတွက်ဆုံးဖြတ်ချက်ချခဲ့တော်လဲတရိษံအတွက်မဆုံးဖြတ်ဘူးလို့ငါဘယင်အမိန့်ရှိခဲ့ဘူးတရိษံတွေလည်းဒီကနေ့ဆုံးဖြတ်ရလိမ့်မှန်လားပါမောင်ဗျာကြည့်ရှုပြီးတော့ဆုံးဖြတ်တော်မူပါဗျာကြည့်တယ်ရှုတယ်ဆိုတဲ့ကိစ္စကအမှန်ကိုအမှန်တိုင်းကြည့်ရမယ်အမှားကိုအမှားတိုင်းကြည့်ပြီးဆုံးဖြတ်ရလိမ့်မယ်မိဘခေါင်ကြီးရဲ့မင်းကြီးများဗျာသားတော်သည်သူအိတ်လင်သားဖြစ်သောဂျိုးကြဖို့လေပင်ကိုမြားနဲ့ခွင်းခြင်းကြောင့်ဂျိုးကြမှအလူကြငါတရားသဖြင့်ဆုံးဖြတ်၍ဥပဒေအမိန့်ချမှမယ်ဗျာမှန်လားပါဗျာဂျိုးကြမှဗျာတင်းလင်သားမြားနဲ့ခွင်းနဲ့စန္ဒကုမာရငါဤသားတော်ရင်အငယ်အားဘယ်ကဲ့သို့ဆန္ဒရှိတယ်ဆိုတာတော်ဥတင်မှန်လားပါဗျာမှန်လားပါဗျာအခုအဖေါ်လည်းပြင်းနေပါပြီဗျာကျွန်တော်မျိုးမကြီးရဲ့ဂျိုးကြဖို့လည်းပင်မြားနဲ့ခွင်းနဲ့ဘယင်မင်းတရာကြီးရဲ့တာရင်စန္ဒကုမာရအားရက်ဆက်ချစ်ခင်နေတဲ့လင်မယားကိုအသက်သိအောင်ခွဲခြင်းကြောင့်ဂျိုးကြဖို့လည်းပင်ပြတ်ပြီးတော့သေသလိုစန္ဒကုမာရမင်းသားအားလေပင်ဖြတ်ပြီးတော့သေစားသေမှကျင့်နှံ့မှာပါဗျာကျင်လိုက်ပါရောဗျာမိဘရခေါင်ကြီးဗျာပေါက်ဗျာကြားရဲ့ကြားကြောင်းပါဗျာနားပေးမယ်ပေါ့မိဗျာကြီးတွန်းလင်းကိုသေအောင်တတ်ထားတဲ့ကိစ္စဘယ်ခံရနိုင်မှာမလို့ဟဲ့မင်းကြီးဗျာဗျာငါကိုတော်ဘရင်အမိန့်တော်မှတ်မယ်အမိန့်တော်နာခံကြဂျိုးကြဖို့လည်းပင်မြားနဲ့ခွင်တော်သားတော်ရင်စန္ဒကုမာရလာမင်းသားအငယ်အားဂျိုးကြဖို့သေတယ်လို့သေစားသေမှကျေနပ်မယ်ဆိုလို့ယခုချက်ချင်းသားတော်ငယ်အားကတုတ်တန်ထောင်းလေပင်ဓာတ်ခုံ၍သေအောင်သားလိုက်ကြမင်းကြီးဗျာဟာငြိမ်သွားမင်းကြီးများလည်းငြိမ်သွားမိဘရခေါင်ကြီးကတော့အမဲ4000ထဲနိုင်လဲသွားပြီမိဘရခေါင်ကြီးလဲသွားပြီဟောဟဲ့မင်းကြီးများဖေးမိဖုရားကြီးကြည်စမ်းကြည်ကြဆောင်မိဖုရားကြီးမထူဘူးဘယင်ကသူ့မိဖုရားကြီးလဲသွားလို့ထူဘူးသိမတုံလို့ဘူးပြိဿနောက်မိဖုရားကြီးသတိရမောင်ဖုရားဘာတော့မိဖုရားခေါင်ကြီး
သားတော်လေးကိုသေစားသေးစေလို့မှတ်တဲ့အမိန်တော်ကြီးမသိတော့ပါဘူးဗျာမဗျာရှိပါစေတော့သားတော်ကံနဲ့သားတော်ရှိပါစေတော့ဒီလိုမျက်ရည်စုံငိုပြီးတော့နေကြတဲ့အခိုင်အတန့်ဝင်လာပြီသူရိယကုမာရနေမင်းသားလေးဟာဘိုးဘိုးတို့ကိုတော်လေးဘယ်လိုဖြစ်ကြတာလဲအိုးမေဖယားလည်းရွှေမျက်ရည်စုံငိုနေတော်မူပါလားဟင်ညီကွာစနကုမာရနောင်ဖယားနဲ့မင်းမျက်ရည်စားနဲ့နောင်ဖယားပြောစားဘယ်ကိစ္စဘယ်အကြောင်းကြောင့်မလာပါနောင်ဖယားခမဲတော်ကောင်းမောကိုပြန်တန်းတာမကျေနပ်လို့လေပင်ပြားနဲ့ခွင်ပြီးကြိုးကြဖို့သေအောင်တတ်မိလို့သေစားသေစီဆိုတဲ့အမိန်တော်ကြီးမှတ်ပြီးပြီဖယားဟမ်အိုးတိုင်းရကြားလို့မှမသိတော့ပါလားခမဲတော်ဖျားဟဲ့ဘာတော့သားတော်ကြီးတရိษံတကောင်ကိုတတ်မိတဲ့သားတော်အငယ်အားကိုရင်သွေးလေးအားသေစားသေစီလို့ဆုံးဖြတ်ချက်ချတာမသိတော့ကြောင်းပါဗျာနေပါအောင်ကွမင်းကအဖေလားငါကအဖေမှန်လားပါဗျာခမဲတော်ကအဖေပါဗျာငါကအဖေငါဆုံးဖြတ်ချက်ကိုမင်းကန့်ကွက်လို့ရမှာတယ်လားကွမှန်လားပါဗျာစဉ်းစားတော်မူပါခမဲတော်ဗျာသားတော်လေးသည်ဒီကြိုးကြကိုတတ်ချင်လို့တတ်သည်မဟုတ်ခမဲတော်ခေါင်းပေါ်ကိုအယုတ်တမဖြစ်တဲ့တရိษံပြန်တန်းလို့မမြင်လို့ဘူးဆို၍ခမဲတော်အတွက်တတ်ခြင်းပါဗျာဟေးခမဲတော်အတွက်တတ်တော့ပါဏာတိပါဒအမှုကခမဲတော်ခံရမလားကွာသူတတ်လို့ခုသူခံရမယ်မှန်လားပါဗျာမသိတော့ကြောင်းပါဗျာသားတော်ငယ်စနကုမာရကိုသေစားသေစေလို့အမိန်တော်ချမှတ်ရင်ဟောဒီသားတော်ကြီးလည်းနေတဲ့အတွင်းမှာအတူနေခဲ့တဲ့ညီနောင်အရင်မို့သားတော်ကြီးကိုမသိအောင်တတ်တော်မူလိုက်ပါဗျာမင်းကြီးမြတ်ဗျာကိုအသက်တစ်ချောင်းသေးရမှာအလွန်ကြောက်ကိုဥမာဥခင်းကိုတန်ရောစင်မှာကိုကြီးမညီနောင်အရင်မို့ချစ်တနာတာနဲ့သူဟာသေခြင်းတဲ့ဗျာမှန်လားပါဗျာမိမရခေါင်ကြီးဟောဗျာအပမရှိကြောင်းပါဗျာကိုသားအကြီးကသူ့ဘာသေခြင်းတဲ့မှန်လားပါဗျာမှန်လားပါဘုရားမနေနဲ့သားနှစ်ပါးစီဒီကနေ့ဒီအချိန်မှာငါဤတိုင်းပြည်ထားခဲ့တရားစီကြီးနဲ့ဆုံးဖြတ်ချက်ချဓမ္မတဥပရိဒီတတ်မှတ်ပြီးတော့လာခဲ့တာဘယ်တုန်းကမှငါဘယင်ဒီမှားယွင်းသောဆုံးဖြတ်ချက်မရှိယခုအချိန်မှာတရိษံနဲ့ပတ်သက်လို့ဒါအစဒီတစ်ချိန်တစ်ခါမှားလို့ဖြင့်မသိတော့ပါသောကြောင့်ဟဲ့မင်းကြီးပြအမိန်တော်မှတ်မယ်အမိန်တော်နာကမှန်လားပါဗျာသားတော်နှစ်ပါးအယခုချက်ချင်းကသုတ်တန်ထုတ်ဒါခုံး၍တတ်စေအဲ့ဒါလိုအမိန်တော်ကြီးလည်းမှတ်လိုက်ပါလေရောမိဘရခေါင်ကြီးမောင်ဖျားရစ်စစ်တော်မူလိုက်လေချင်းမောင်ဖျားသားတော်နှစ်ပါးကိုယခုကဲ့သို့တရိษံတတ်မိတာနဲ့သေစားသေစေလို့ချမှတ်တဲ့အမိန်တော်ကြီးမင်းတရားကြားလို့မှမသိတော့ပါဘူးမောင်ဖျားခက်တကူမိဘရခေါင်ကြီးကိုသားအရင်နှစ်ပါးကိုသေစားသေစေဆိုပြီးအမိန်တော်ချမှတ်တာတော့မင်းတရားကြားလို့မသိတော့ဘူးဒီနိုင်ငံညင်ထင်တယ်လို့ပြုကိုမတုလင်နာတတ်လို့ဂျိုးကြံမှဖြတ်ဖြတ်လူမခံမရဖြစ်နေတာကြတော့မင်းမြင်ရဲ့သလားကိုချင်းမစားလိုက်လေမိဘခေါင်ကြီးတိုင်းတော်ပါကြလို့တင့်တော်သည်ဖြစ်စေမတင့်တော်သည်ဖြစ်စေမှားသောအမှုကိုမှားတယ်လို့ပဲဆုံးဖြတ်ချက်ပြုတာငါဓမ္မရာမင်းကြီးရဲ့အကြောင်းကောင်းကောင်းသိစေရမယ်မှန်လားပါဗျာအသေးဖွားလေးပါဗျာအသေးဖွားလေးပါဗျာသူများအသက်တတ်တာအသေးဖွားလို့ဆုံးဖြတ်ချက်ချလို့ရမလားမိဘခေါင်ကြီးရဲ့
မှန်လားပါဗျာသားတော်နှစ်ပါးကိုယခုကဲ့သို့ဆုံးဖြတ်ချက်ချပြီးတော့သေစားသေစေလို့အမိန်တော်အတ္တမတော်ပါဘူးဗျာသားနှစ်ပါးကိုသေစားသေစေဆိုတဲ့အမိန်တော်ကြီးမှတ်တာမသိလျောပါဘူးဗျာရဲ့လို့ကစားသနာပလင်မနရတဖဘယလက်တင်ထားကပါငိုဟဲ့မိဖုရားကြီးငိုနေတယ်နော်ကစားသနာပလင်မနရတဖဘယလက်တင်ထားကပါတချက်ပင်မတနာအောင်ရဝေဝါတွေကိုဖြင့်သေစားသေစေလောသေစားသေစေလောငိုးနေတာမိဖုရားဆိုတော့မိန်းမကြီးကျုပ်ကယောက်ျားဆံဖြစ်နေဗျာရှားချီတယ်လည်းမအောင်ဘူးနဲ့နည်းနည်းတော့ရှည်ပြလိုက်ဦးမယ်ရလားနရသဖဘယလက်တင်ထားကပါမိမတန်ပြောနေတချက်ပင်မတနာပေါင်းရဝေဝါတွေကိုဖြင့်သေစားသေစေလောဒီလိုလာရမှာကိုဗျသေစားသေစေလောငွေဒီလိုလာမှာကိုအပြောတာနေရတာဟေးဘုန်းကြီးနဲ့မိမတန်နဲ့တခြားစီတခြားစီမိမဆိုရင်အဲ့ဒီလိုမှာပါလို့ကျုပ်ဒီတိုင်းပြောပြအပြစ်ကတော့အသိမှာပါမောင်ဖယားရဲ့ရှင်းလာတဲ့သွေးသားနှစ်ဖြာရတနာနှစ်ပါးကိုလားအသိမှာပါဗျာဟိုခက်ပါပြီမိဘခေါင်ကြီးသူများအသက်တတ်တာအသေးအမွှားလို့မှတ်လို့ရမလားကဲမိဖုရားကြီးကိုသားနှစ်ပါးအတွက်ဒီလောက်ရတဲ့ဘွားကျုပ်တရားပြပြီးတော့ဆုံးပါမယ်ဗျာမင်းကြီးများဘုရားတန်ရောစဉ်သမှုတွေကတဲကြည့်ကြကိုဗျကိုဥမဥထင်းကိုသားသမီးကသားသမီးထင်းကိုလင်မလင်ထင်ကြတဲ့လောကဒီတိုင်းသာကိုအတွက်တစ်ဖက်ထဲတဖို့တဲ့ကြည်ပါကတိုင်းပြည်ကြီးပဲကောင်းစားနိုင်မှာမလဲဒီတိုင်းဆိုရင်မဖြစ်ဘူးတမဲဟေးမင်းကြီးများဘုရားဒါပါလေမှန်လားတန်လျက်ပါဗျာဒါပါလေမှန်လားတန်လျက်ပါဗျာယောဒီတန်လျက်ကိုယူတယောက်တော့သူသည်ငါကိုသေအောင်သားဘယင်ကိုတတ်တဲ့အမှုနဲ့ဒင်းတို့ဘယ်လိုအပြစ်မှမခုရရဘူးယောငါသေအောင်သားဆိုတော့မိဖုရားကြီးမိဖုရားကြီးမတ်တရဟိုင်းမကောင်းနဲ့မကိုင်းတဲ့တတ်ရဲ့ငါမောင်ဖယားကိုဘယ်သူမှမတတ်ကြတိုက်တင်းလို့သိမယ်မင်းကြီးမြဖယားသူ့လင်ထိတော့သူနာတယ်မင်းကြီးတရားပြနေတာနော်ရှင်မင်းကသူ့လင်ထိတော့သူနာတယ်မင်းကြီးမိဖုရားကြီးမောင်ဖျားတပ်ပါစေလေမတတ်ရဘူးငါမောင်ဖျားကိုမတတ်ရနားတော်ဟေးနားသနော်မိဖုရားကြီးသတိထားလို့ကိုလင်သားကိုသူများတတ်ဖို့ဆိုတာဝေးစွာလက်ဖြားလေးမှမတို့သေးဘူးယခုချက်ချင်းအထိတ်ပြင်းသောမွေဟောက်ကဲ့သို့ထံရာကထားငါမောင်ဖယားမတတ်ရဘူးတဲ့ဒါကြောင့်မင်းပြခေါင်ကြီးကိုလင်သားကြတော့အသက်မသိသေးပဲနဲ့ဓာတ်နောက်ထိအောင်ပူပင်တော့ကရောက်နေရင်ဟိုခမညာဂျိုးကြလေပင်ပြတ်လို့သူ့တင်လင်သားသိရတဲ့ကိစ္စမခံမရနိုင်ဘူးဆိုတဲ့ဟာကိုချင်းစာပါမှာပေါ့မိပြခေါင်ကြီးမှန်လားပါဗျာကိုချင်းတော့စာပါရဲ့တရိษံနဲ့လူသားမှုအသေးအမွှားပါဗျာအသေးအမွှားပါဗျာမောင်ဖယားရဲ့ဝိသနှစ်ဖြာရတနာနှစ်ပါးကိုလားသေစားသေစေအမိန်တော်ပဲထမ်းမိတာတော့မောင်ဖယားတာဝရစီလားလာနမတော်ကိုတော့အတနာငိုလိုက်ပုံတော့ကွာကြလားမိဖုရားကြီးဟေ့ငိုပြီးအဲ့ဒါလို့တော်ဦးတင်လိုက်တာကဲမင်းကြီးမြဖယားငါအိမ်မိဖုရားသည်ကိုချင်းစာတရားမရှိဘူးကိုလင်ထိတော့သူနာတယ်သူ့လင်ထိတော့ဟိုခမညာနာပေမဲ့လို့သူတတိမရရှာပဲကိုဒါလောက်ထိအောင်ကိုဥမဥထင်တဲ့
မိဖုရားဒီလိုလျှောက်ထားပြီးတော့သေစားသေစီဆိုတဲ့အမိန့်တော်ကြီးပြန်ရုပ်သိမ်းခိုင်းတော့လဲငါကိုတော့မသိနိုင်ဘူးမိမစကားနာထောင်လို့ငါကိုသားနှစ်ပါးမို့ဒီကဲ့သို့တရားစီနဲ့ဆုံးဖြတ်ချက်မမှန်ကန်ရင်တိုင်းပြည်မှာငါရှင်မရင်ကိုကဲ့ရကြလိမ့်မယ်ဟဲ့မင်းကြီးများဖယားအမိန့်တော်မှတ်မယ်အမိန့်တော်နာကယခုချက်ချင်းသားတော်နှစ်ပါးနာနဲ့ကဆွဲထုတ်တုတ်တန်ရောက်တဲ့အခါမှာလေပင်ကြိုးကြသေသလိုဓာတ်ခုတ်၍တတ်လိုက်ကြပါမင်းကြီးများမရပါဘူးတမိတ်မထုတ်ပါအာနာဘွယ်သားများဆိုဆွဲခေါ်ဒါကဲကိုတော်လေးဆွဲခေါ်နှောင်ထိုးတဲမိဖုရားကြီးပက်လက်လံလဲသွားပက်လက်လံလဲရမှာနောက်တရိရလာတော့ဟင်ဟဲ့ငါသားတော်လေးဒီကောငါသားတော်တစ်ပါးကောအော်သူရိယကုမာရသန္တာကုမာရတို့ခက်ပြီးသေစေဆိုတဲ့အမင်းကြီးပဲချမ်းမလိုက်ပြန်ပြီမဖြစ်ဘူးငါသားတော်တစ်ပါးငါလိုက်ပြီးတော့နှုတ်မယ်လိုက်နှုတ်မယ်ဆိုပြီးနောက်ကနေလိုက်သွားဟိုကဒီလိုတို့နဲ့ဆွဲသွားဟဲ့အာနာဘုကွယ်သားများဟေးအာနာဘုကွယ်သားများရမိဖုရားကြီးငိုသားမကြီးနဲ့ဟောခက်တော့တာပဲဟေးဘယ်နှလုံးမလဲမိဖုရားခေါင်းကြီးလိုက်လာပြီရှင်မင်းကြီးကတတ်စီဆိုတဲ့အမိန့်ချမိဖုရားကြီးကမတတ်ပါနဲ့ဆိုရင်ဒါနှစ်စင်ချာဒုက္ခတွေညာကုန်တော့မှာပဲဟုတ်ဘာဖြစ်အတိတရားညာတခုဘယင်အသက်ခိုင်းတဲ့ကိစ္စမိဖုရားကြီးပြောတာငါတို့ကမှုန့်တယ်လို့ဖြစ်မလားကွာမဖြစ်ပေမဲ့လို့ကွာတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကတော့သူ့စကားနားမထောင်နဲ့ဒုက္ခများမှာသိသားတယ်ဟေးရမဲသေချာမချာဘယင်စကားနားထောင်ရလားကိုတော်လေးဟဲ့သူထွက်ခေါ်နေကြပြန်ပြီငါပြောနေတာမကြားဘူးလားရနောက်ဖက်ကြည့်ဟေးကျမမတတ်နဲ့ငါသားနှစ်ယောက်မှန်လားပါဗျာမတတ်လို့မဖြစ်ကြောင်းပါဗျာဘုရင်ကြီးအမိန့်တော်ပါဗျာဘုရင်အမိန့်တော်မှတ်ပြီမယ်လို့ဘုရင်သားခိုင်းတယ်ငါမတတ်နဲ့ဆိုတော့ငါမိဗျာငါစကားနေလို့နားမထောင်ကြဘူးလားတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကတော့ဆိုပြီးတော့ငါ့ကိုနေတော့ဂယုမဆိုင်ကြတော့ဘူးလားမှန်လားပါဗျာမိပရခေါင်းကြီးအတနာလဲတနာလေးစားလဲလေးစားယူသည်လဲယူသည်ကြောက်ရွံလဲကြောက်ရွံ့ကြောင်းပါဗျာတို့ပါတော့လေဘုရင်ကြီးရဲ့အမိန့်မလွန်ဆန်နိုင်တဲ့ဖြင့်တရတော့မှာပါဗျာဟင်ဟဲ့ရောဓမ္မလက်စုပ်ငါနဝရလက်စုပ်ကိုယူမတတ်နဲ့သွတ်လိုက်ကြမှန်လားပါဗျာဆိုတာမျက်လုံးကနည်းနည်းလေးပြူးလာတယ်လက်စုပ်ကိုမှန်လားပါဗျာဆိုသည်မရတတ်တော့တတ်ရမှာပါဗျာဟင်နင်တို့လက်စုပ်မလိုချင်ဘူးလားလိုချင်ဟဲ့ကောင်လိုချင်ဘူးပြောမင်းချမ်းလုံးနေတယ်မလိုချင်ဘူးပြောမှန်လားပါဗျာမလိုချင်ဘူးလားနင်တို့လိုချင်ပါတယ်မလိုချင်ဘူးပြောလို့ပြောနေမင်းခက်တယ်ဒီကောင်မင်းကွာလက်စုပ်လိုချင်တာပေါ့ကွာဟေးလိုချင်တာသေမင်းကွာလိုချင်လို့မဖြစ်ဘူးဘုရင်ကြီးအမိန့်မင်းသိရသားနဲ့တစ်ချက်လုံးအမိန့်တော်ကြီးမှတ်ထားတာသူ့သားသူကိုယ်တိုင်တတ်တဲ့ကိစ္စတိုင်းသူပြည်သားချစ်လို့ဒါငါတို့ကနေပြီးတော့ဒီလက်စွပ်တကွင်းယူပြီးလွတ်လိုက်မယ်ဆိုရင်ဘယ်တော့မလဲကွာဟဲ့ဒီမှာလွတ်လိုက်ကြတိုင်းသူပြည်သားလူများကလည်းတရားနာပြည်သားအဲ့ဒါလိုဖြစ်နေတဲ့အခိုက်အတန့်ပြေးသွားပြီးတော့လာကြဓမ္မရာယေမင်းကြီးဒီသားတော်နှစ်ပါးအင်မတန်ချစ်သနာစရာကောင်းတဲ့သားတော်နှစ်ပါးမြေတိုက်တွင်းပြီးတော့ထားတော့မြေတိုက်တွင်းကထုတ်လိုက်တဲ့အချိန်ကစပြီးအသားအရည်လေးကြည့်လိုက်ရဝါဝင်းလို့ရွှေဆင်းခဲ့လို့ချစ်စရာကောင်းလိုက်တာတပြေလုံးကချစ်တဲ့သားနှစ်ယောက်အခုတော့ဒီသားနှစ်ယောက်ကိုတရိတ်ဆန်အကြောင်းပြုပြီးသေစားသေတယ်ဆိုတဲ့အမိန့်ကြီးမှတ်တော့တဲ့လာငါတို့ဝိုင်းပြီးတော့တာကြကုန်စို့လို့တိုင်းသူပြည်သားတွေကလည်းဆံမင်းလေးဖားရချတချို့အဝတ်မနိုင်ကြဘူး။ဟုတ်ခေါင်းရှက်တင်းရင်ပတ်စီဒီငိုပြီးတော့ပြေးလိုက်လာကြ။ဟဲ့အနာဘကွယ်သားများထိုးလိုက်ကြလာဗျာမိတပြုံကြီးကိုတော်လေးနှစ်ပါးမသိခင်တို့ကုတ်တာဖဲ့တာနဲ့သေးကုန်လိမ့်မယ်ထင်တယ်ဟဲ့အနာဘကွယ်သားများဘာတော့တိုင်းလူကြည့်သားလို့ယခု
မိဘရဲ့ခေါင်းကြီးကလက်စုပ်ပေးနေတင်တို့ယူပြီးလွတ်လိုက်ပါတော့လားခက်တဲ့တိုင်းသူပြည်သားတို့ဘယင်အမိန်တော်ကသတ်စေလွတ်လိုက်ပြောင်းပါကဒီတစိုးလက်ဆောင်ယူပြီးမစားရခင်ဘယင်မှတ်တဲ့အမိန်နဲ့သေရအောင်ပါပဲ။အိုးတင်းတော့မသေရအောင်ဒီလိုလုပ်ရောငါတို့ကလည်းတိုင်းသူပြည်သားကဟောဒီပစ္စည်းတွေပုံပေးမိဘရဲ့ခေါင်းကြီးပေးတဲ့လက်စွပ်နဲ့ဟောဒီတိုင်းသူပြည်သားပေးတဲ့ပစ္စည်းများနဲ့ဒါတွေကိုယူတင်တို့အသက်ချမ်းသာအောင်ဘယင်ကြီးမြင်တဲ့ကိစ္စမှာမဟုတ်ဘဲနဲ့တပါးသောသူရဲ့ခန္ဓာကိုယ်မှာထွက်တဲ့သွေးကိုဓာမှာသုံးခုတ်တပ်ပြီးပါပြီဆိုတာဘယင်တော်ဥတင်းမင်းသားနှစ်ပါးကိုလည်းဘယင်မမြင်အောင်တိုင်းတပါးနှင်းဒီကိစ္စတင်တို့အသက်ရှင်ရမယ်ပေါ့ဒီကောင်ဖိုးဘူးကမြင်တော့ဟောလဲတာမဟုတ်ဘူးလက်စုပ်ဒီဘုံမဆွဲကြိုးတွေပုံထားတာကွာဟေးဒီလားလက်မနိုင်ဒီနဲ့ဘယ်တော့မှရှိလားမရှိလားမသိတုံမှန်းတုတ်တာကြလားအခုကလက်မနာရီတဲပတ်ကိုဗျဟေးမြင်လားဟိုမှာတချို့အဝစားတွေကတထွန်းတက်ထွက်ဖောက်ခရစ်ဖောက်ချမ်းပလတ်စတစ်အလတ်စတစ်ရောကမှာကွာဘယ်တော့မှဒါတွေရှိသလားတော့မသိဘူးပေါ့မျက်လုံးပြူမျက်ဆံပြူနဲ့သဘောကျပြီးတော့ဟေးဟုတ်တယ်တယောက်ယောက်သရဝါတစ်ခုခုရဲ့ထွက်သောသွေးကိုတန်လျက်ဓာတ်မှာတုတ်ပြီးတော့ပြခုတ်တက်ပြီးပါပြီဆိုရင်ဘုရင်ကြီးကြည်နပ်ပါပါလွတ်ကြစို့သားတို့ဟိုလေလွတ်တော်မယ်ထင်တယ်ဟာလာပါဖေဖျားလာစမ်းဟဲ့မင်းတို့မဟုတ်လားဟာလာပါဗျာဂရိပေးပါဗျာဟဲ့ဘယ်လိုဂရိပေးရမှာတော့အားတော်နှစ်ပါးချစ်တနာလို့အသက်သေးဝေးကလွတ်လိုက်တဲ့ချိန်ခါမှာဒီတိုင်းပြည်မှာမနေသေးပဲနဲ့အဝေးသို့နှင်မဲ့ကိစ္စမတားမြစ်ပါဘူးဆိုတဲ့ဂရိပါဗျာကောင်းပါပြီကွယ်တော်သားတော်များအသက်ရှင်လျက်ငါကျင့်တတ်ပါပြီသားတော်များအသက်ရှင်လျက်ငါကျင့်တတ်ပါပြီရော့လက်စို့ကိုပစ္စည်းတွေလည်းမင်းတို့ယူဓာတ်ကိုတယောက်သောရဲ့သူ့ရဲ့သွေးတုတ်ပြပြီးတော့ဘရင်ထံခုတ်တပ်ပြီးပါလို့တော်ဥတင်လိုက်ကြစို့သားတို့မဖျားသွားရတော့မယ်သားတို့ရဲ့အမေမနှင်ရပါဘူးမနှင်ရပြီပဲလို့အသက်ရှင်မှုအမေကဲလိုက်ပြီးလူရကိုပြေးဝေးရတိုင်တော့သွားကြပြီတော့ရဲ့လို့အမေခမညာကရည်ရည်လေးတွေကြားသားနှစ်ပါးကမဖျားခြေတော့ဖက်လို့သူတို့မျက်ရည်လေးတွေကမေဖယားရဲ့ခြေပမိုးပေါ်မှာမေဖယားရဲ့မျက်ရည်တွေကသားနှစ်ပါးရဲ့ကြောပြင်မှာကြလို့သွားတော့လူလေးတို့သွားကြပြီတော့လို့သားနှစ်ပါးကိုတရှုပ်ရှုပ်နှမ်းပြီးတော့ကမှသားတော်ရွှေသွေးတို့ရေမေမချီပါဘူးကွယ်တော့ဟေးလေလေးပါတိုက်ပါအောင်ငါအဲ့လောက်ကလေလေးပါလေးတိုက်ဆမ်းပါအောင်ဟာတစ်လုံးတော့ဗါတဲ့သားတော်ရွှေသွေးတို့ရေမေမချီပါဘူးကွယ်လေဖြော်ကြီးပဲမကြည့်ရဲ့လေမမမီပဲဟုတ်တယ်ဟောပန်းမကြီးတောင်အပီလိုက်နားထောင်ဟေးမင်းတို့ရဲ့ခမည်းတော်ဟာလေတိုင်းသူပြည်သားကိုတနာကျင်တာပဲတရားကျင့်ထုံးကိုဆုံးဖြတ်ဖို့နှုံးသားခဲ့တဲ့ရွှေခေါင်းလောင်းဝေသားတို့မင်းတို့ခမည်းတော်ကသားတို့ကိုနှင်တာသားတို့ကိုတတ်တာမချစ်လို့မဟုတ်ပါဘူးသားတော်တို့တိုင်းသူပြည်သားကိုတနာလို့တိုင်းသူပြည်သားကိုကျင်တာလို့တရားသဖြင့်ဆုံးဖြတ်တဲ့ရွှေခေါင်းလောင်းကြီးကိုကြိုးကြမှာထိုးလို့တရားနဲ့စီရင်ချက်ချတာပါကွယ်တို့ခမဲတော်ပေါ်လေအပြစ်မထားကြပါနဲ့ဒါကြောင့်မင်းမျက်ရည်ဆက်လက်နဲ့သားတော်များကိုမခွင့်ရဖဲနဲ့ခွင့်ရမှာပါကွယ်လို့မင်းတို့ရဲ့ခမည်းတော်ဟာလေတိုင်းသူပြည်သားကိုတနာကျင်တာပဲတရားကျင့်ထုံးကိုဆုံးဖြတ်ဖို့နှုံးသားခဲ့တဲ့ရွှေခေါင်းလောင်းဝေကြိုးကြသေးတယ်လို့သာပဲအမိသားသေးပါစေအမိန့်တန်ထားတဲ့ဥပါရေမင်းလွတ်အောင်စွန့်ဆောင်ပါရဲ့ဘာလဲတော့ဟဲ့ကလေးတွေကလေတိုက်လူကြီးတွေကမိုးရွာမယ်နဲ့တူ
ကြည့်ရှုလည်းလုပ်ကြပါဦးကလေးတွေနဲ့ရောနှော်လိုက်ပါဦးဗါတဲ့ကျိုးကြသေးသလိုသာပဲလေအမိသားသေးပါစေအမိန့်တန်းထားတဲ့ဥပါရေမင်းလုံးအောင်စွမ်းဆောင်မာတော့မလေးစွမ်းဆောင်ပါတော့ဆိုမလေးပေါ့ကွာဟိုစကားသုံးကလည်းလိုတယ်နော်သွားတော့လေးတဲ့သူများကိုခိုင်းကို့အတွက်ကြတော့ငါသွားတော့မယ်လေးတဲ့ဒါကြောင့်ဒီနေရာစွမ်းဆောင်ပါတော့မလီပေါ့ကိုယ်တိုင်ကိုပါတယ်တော့ဟဲ့မလီကဲအဲ့ဒါလို့မေဖယားကမျက်ရည်ဆက်လက်နဲ့သားတော်နှစ်ပါးအားသေဝဲကလွတ်အောင်စွမ်းဆောင်လိုက်ပါသဖြင့်နေလညီနောင်ဒီတိုင်းပြည်ကထွက်ရည်သေဝဲကတော့အောင်သွားပါပြီရိတ်ကဒါကြောင့်နေလညီနောင်သေဝဲအောင်ဆိုတဲ့ဇလန်းဒီအခုနိုင်ပြန်တစ်ချက်ထိုးပါတော့မယ်မနေ့ဖြင်ကဒီဇလန်းရဲ့အဆက်ဇလန်းကောင်းတစ်ပုဒ်ခမည်းတော်ထနာကြရမှာကငိုရင်ပလဲရည်ရင်ရွဲပါဗျာကဲတရားနာပိဋကဆိုကြအားလုံးတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကနေကြပါအောင်သာဓုလေးခေါ်ယူခဏလေးပဲလှုပ်နဲ့ကွယ်လန်းတော့ဘယ်မှဟုတ်ပဲနဲ့ခဏလေးအတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလည်းရင်ချီရင်နဲ့ဖုံစိတ်တွေပြစ်ပြသီးသီးတော်မိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပေတော့နိဝတ္တတုမေတ္တာရေပခါဖြန့်လိုက်မယ်ပြင့်ပရာတွေဝေးရကမြန်စီရောခြေသာဆွေကလျှံပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေသာဓုလေးခေါ်ပြီးအောင်တော့မနေနိုင်မဲပြန်ခြင်းလုံးလို့လှုပ်ရွလုံးနေတဲ့ဟာတွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း